ရခိုင်နဲ့ချင်းစစ်မျက်နှာမှာတပြေးညီပေါက်ကွဲတော့မယ်မြို့သိမ်းတိုက်ပွဲအရှိန်စစ်ကောင်စီကရခိုင်စစ်တီတွေကိုအရေးပေါ်တက်ရွှေ့ပြောင်းနေရတဲ့အဓိကအကြောင်းအရင်းကပါလဲစစ်တွေနဲ့တီးတိမ်ဟာတော်လန်ကြီးတက်တွေရဲ့တိုက်ပွဲခေါ်တဲ့တပြေးညီထပ်ပေါ်လာတော့မယ်ရှေ့တန်းနဲ့နာစားတွေဖြစ်လာနေပါပြီမင်္ဂလာပါခင်ဗျာ3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့2026ခုနှစ်မတ်လ19ရက်နေ့ရဲ့အရေးကြီးဆုံးစစ်ရေးလှုပ်ရှားမှုတွေနဲ့စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်ရှာဖွေမှုတွေကိုတီးတီးကြကြသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်တွေနဲ့တီးတိမ်တပြေးညီပွင့်လာမဲ့စစ်မျက်နှာအကြောင်းတင်ဆက်ပေးသွားပါမယ်။အခုနောက်ဆုံးရရှိထားတဲ့သတင်းအရစစ်ကောင်စီဟာစစ်တွေနဲ့ကြောက်ဖြူမှာရှိတဲ့နေမြေကန်ရခိုင်စစ်တီတွေကိုမယုံကြည်တော့တဲ့အတွက်တက်ရွှေ့ပြောင်းမှုတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်နေပါတယ်။ဒါဟာအာရခတက်တော် AA အတွက်သတင်းကောင်းပါပဲ AA အနေနဲ့မြို့တွင်းမှာရခိုင်စစ်တီနဲ့မိသားစုဝင်တွေမရှိတော့ဘူးဆိုတာတေချာတာနဲ့စစ်တွေမြို့သိမ်းတိုက်ပွဲကိုအမြင့်ဆုံးစစ်ရှိန်နဲ့စတင်နိုင်ပါတော့မယ်ထူးခြားတာက AA နဲ့ချင်းတော်လာရေးတက်တွေဟာစစ်ရေးဖော်ဆောင်ရမှာတပြေးညီပြုလုပ်လိရှိတာကြောင့်စစ်တွေမြို့သိမ်းတိုက်ပွဲနဲ့တီးတိမ်မြို့သိမ်းတိုက်ပွဲဟာတပြေးညီဖြစ်လာနိုင်ခြေအရှိဆုံးအနေအထားမှာရှိနေပါတယ်ဒုတိယထူးခြားသတင်းကမကွေးတိုင်းနဲ့အလဲပိုင်းစစ်ရေးဖြူဟာဖြစ်ပါတယ်မကွေးတိုင်းဘက်မှာတော့စစ်ကောင်စီဟာကပ္ပစ15ကိုအခြေပြုပြီး122မမဟောင်ဝိစာလက်နက်ကြီးတွေနဲ့အောင်လန်စင်ပောင်ဝက်နယ်မြေတွေကိုနေ့စဉ်ပစ်ခတ်နေပါတယ်စစ်ကောင်စီရဲ့ရီမန်းချက်ကရောဒေတာကိုခြေကုပ်ယူပြီးရေနံမြေရှိတဲ့ပလဲမျိုးနယ်ကိုထိန်းချုပ်ဖို့ကြိုးစားနေတာမှာဒါပေမဲ့တော်လန်ရဲတပ်တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီစစ်ကြောင်းတွေအထိနာနေတာကိုလည်းတွေ့ရပါတယ်ဆက်လက်ပြီးတော့ရှမ်းမြောက်နဲ့တရုတ်အိန္ဒိယနယ်စပ်ရေးရာအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှမ်းမြောက်မှာတော့ပွက်ခိုင်မြို့ကို MNDAA ကပြန်လည်ရယူထားပြီးနန်းဖက်ကမှာတင်းမာမှုတွေရှိနေပါတယ်။တစ်ဖက်မှာလည်းချင်းပြည်နယ်အတွင်းတော်လန်ရေးတပ်တွေရဲ့ drone နည်းပညာမြင့်မားလာတာကိုဖိအားပေးဖို့အတွက်စစ်ကောင်စီကအိန္ဒိယအစိုးရကနေတဆင့်နိုင်ငံသားတွေကိုဖမ်းဆီးဖို့ထုံးအားပေးနေတာကိုတတိပြုမိကြရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တတိပေးလိုတာကနိုင်ငံရေးအခင်းကျင်းသစ်မှာစစ်ကောင်စီဟာသူတို့စိတ်ကြိုက်ဖန်တီးထားတဲ့လွတ်တော်တွင်မှာတိုင်းရင်းသားတွေကိုဟန်ပလနေရာပေးပြီးအုပ်ချုပ်ရေးရင်ရန်တရားတစ်ကိုပုံဖော်နေတာပါယာရုနေရာတွေကိုကြိုတင်သတ်မှတ်ထားပြီးတော့နိုင်ငံရေးထွက်ပေါက်အတွက်စနစ်တကျအကွက်ချလှုပ်ဆောင်နေတာမို့လို့ဒီအခင်းချင်းကိုမျက်ချီမပြတ်စောင့်ကြည့်ကြဖို့လိုပါတယ်မိဘပြည်သူများခင်ဗျာတိုက်ပွဲတွေဟာအဆုံးအဖြတ်အဆင့်ကိုရောက်ရှိလာနေသလိုစစ်ကောင်စီကလည်းနိုင်ငံရေးလွှဲကွက်တွေနဲ့ခုခံမှုစ조사နေပါတယ်ကျွန်တော်တို့တော်လန်ရေးကိုအားပေးတယ်ဆိုရင်အခုလိုတိကျတဲ့စစ်ရေးသတင်းသုံးသပ်ချက်တွေကိုမိမိတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာများများ share ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒါမှမြေပြင်ကအမှန်တရားတွေကိုပြည်သူတွေပိုမိုသိရှိလာမှာဖြစ်ပါတယ်။အားလုံးပဲဘေးကင်းကြပါစေ။အရေးတော်အောင်ရမည်